ဇလန်အစမှာတော့မိန်းကလေးမွေးတာဂုံယူပါတယ်လို့ပြောမိလိုက်တဲ့လူတယောက်ရိုက်နှက်ခံလိုက်ရတာကိုတွေ့ရမှာပါအိန္ဒိယနိုင်ငံရဲ့တချို့ဒေသတွေမှာသမီးမိန်းကလေးမွေးတာကိုရှက်စရာလို့ယူဆကြပြီးတားယောက်ျားလေးမွေးမှသာမုံဝေပြီးအောင်ပွဲခံလေးရှိကြလို့ပါမဟာဗီယာဆိုတဲ့ဒီအမျိုးသားကတော့သူ့ကိုယ်သူအရန်ကန်ဆိုးတယ်လို့ခံစားနေရပါတယ်သူကတစ်ချိန်လုံးကနိုင်ငံအဆင့်နဘန်းချန်ပီယံဟောင်းဖြစ်ခဲ့မှုပေမဲ့မိသားစုစာဝတ်နေရေးကြောင့်အားကစားကိုဆွန့်လွတ်ပြီးလဲလုံးနေရသူပါသူ့ရဲ့တခုတည်းသောအိမ်မက်ကတော့တားယောက်ျားလေးမွေးပြီးနိုင်ငံကုံဆောင်ရွှေတစိမ့်ဆုရှင်ဖြစ်အောင်မွေးထုတ်ပေးဖို့ပါပဲဒါပေမဲ့ကန်ဂျမာကမျက်နှာသာမပေးပဲသမီးမိန်းကလေးကြီးပဲ၄ယောက်ဆက်တိုက်မွေးလာခဲ့ပါတယ်တတိယသမီးမွေးပြီးချိန်မှာသူလက်လျော့လိုက်ပါပြီဒါပေမဲ့တနေ့မှာတော့သူ့သမီးနှစ်ယောက်ကရက်ွက်ထဲကသူတို့ထက်သန်မာတဲ့ကောင်လေးတွေကိုအနိုင်ကျင့်ပြီးရိုက်နှက်လာတာကိုမြင်လိုက်ရတဲ့အချိန်မှာသူ့အမြင်တွေပြောင်းလဲသွားပါတယ်ရွှေတစိမ့်ဆိုတာရွှေတစိမ့်ပါပဲယောက်ျားလေးယူပေးမှရွှေဖြစ်တာမဟုတ်ဘူးဆိုတာကိုနားလည်သွားပြီးသမီးတွေကိုစတင်လေ့ကျင့်ပေးပါတော့တယ်အဲ့ဒီနေ့ကစပြီးစီကန်းတွေကတင်းကျပ်ပါတော့တယ်မနက်9 နာရီထပြေးရတဲ့သပင်ရှည်တွေကိုအတူညက်ပစ်တဲ့အကျော်လော်တွေမစားရပဲယောက်ျားလေးဝတ်စားတွေဝတ်ပြီးနေတိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်ရပါတယ်ရွာထဲကလူတွေကဝိုင်းလောင်ကြတယ်လို့မိမဖြစ်သူကလည်းသမီးတွေအိမ်အောင်ရေးခက်ခဲမှာကိုစိုးရိမ်နေခဲ့ပါတယ်သမီးတွေကအစပိုင်းမှာမကျေနပ်ကြပေမဲ့သူတို့တငယ်ချင်းမလေး14နှစ်နဲ့အိမ်အောင်ချခံရပြီးတစ်သက်လုံးအိမ်မှုကိစ္စတွေနဲ့ပဲအချိန်ကုန်ရမယ့်ဘဝကိုမြင်လာတဲ့အခါမှာတော့အဖေဖြစ်သူကသူတို့ရဲ့အနာဂတ်ကိုဘယ်လောက်ထိမြင်မစေချင်လဲဆိုတာနားလည်လာကြပါတော့တဲ့သမီးကြီးဖြစ်သူဂီတာဟာဒေတာတွင်းပြိုင်ပွဲတွေကနေတဆင့်နိုင်ငံအဆင့်ထိအောင်မြင်လာပြီးအမျိုးသားအားကစားအကယ်ဒမီကိုရွေးချယ်ခံလိုက်ရပါတယ်ဒါပေမဲ့အဖေနဲ့ဝေးပြီးစီကံတင်ကြမှုမရှိတော့တဲ့အခါလက်သေးနီဆိုရုပ်ရှင်ကြည့်အစားတောက်မစင်ခြင်းပဲလမ်းလွဲသွားခဲ့ပါတယ်အိမ်ပြန်ရောက်လို့အဖေဖြစ်သူနဲ့စမ်းသပ်ကစားတဲ့အခါမှာလည်းအဖေကိုအနိုင်ရသွားခဲ့လို့သူမအထင်ကြီးလွန်သွားခဲ့ပါတယ်ဒါပေမဲ့နိုင်ငံတကာပွဲတွေမှာစက်တိုက်ရှုံးနေတဲ့အခါမှာတော့သူမရဲ့မှားယွင်းမှုကိုသိရှိပြီးအဖေဖြစ်သူစီမှာပြန်လဲခိုလုံပါတော့တဲ့အဖေဖြစ်သူကအကယ်ဒမီကိုလာရောက်ပြီးနီးပြမသိအောင်လှုပ်ဝက်လေ့ကျင့်ပေးပါတယ်ကွန်မွန်ဝိတ်ဂိမ်းဖိုင်နယ်ပွဲစဉ်မှာတော့ဂီတာဟာသူမကိုအရင်က2 ကြိမ်ဆက်တိုက်နိုင်ဘူးတဲ့ဩစတြေးလျကစားသမားနဲ့ရှင်ပြိုင်ရပါတယ်ရုံမာတဲ့နီးပြကအဖေဖြစ်သူမဟာဗီယာကိုပွဲကြည့်ခွင့်မရအောင်ဂိုဒေါင်ထဲမှာလှောင်ပိတ်ထားခဲ့ပါတယ်ပွဲကစားချိန်22 စက္ကန့်ပဲလိုတော့တဲ့အချိန်4 မှတ်ပြတ်နဲ့ရှုံးနေတဲ့အရေးနှိမ့်နေချိန်မှာဂီတာဟာအဖေတင်ပေးခဲ့တဲ့စကားတွေကိုတတိယပြီး9 မှတ်တန်လှုပ်ရှားမှုကြီးနဲ့ပြိုင်ဘက်ကိုအနိုင်ယူပြလိုက်ပါတော့တဲ့စင်မြင့်ထက်မှာဂီတာအောင်ပွဲခံနေချိန်နိုင်ငံတော်တချင်းတန်ကြားလိုက်ရတဲ့အဖေဖြစ်သူဟာဂိုဒေါင်ထဲမှာပဲဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်နောက်ဆုံးမှာတော့ဖခင်ဖြစ်သူနဲ့ပြန်လည်ဆုံတွေ့ပြီး10 နှစ်ကြာကြိုးစားခဲ့ရတဲ့ပင်ပန်းမှုတွေဟာအောင်မြင်မှုအဖြစ်ပြောင်းလဲသွားပါပြီအဖေဖြစ်သူကသမီးကိုဖက်လဲတခင်နဲ့ငါသမီးကိုငါဂုဏ်ယူတယ်ဆိုတဲ့စကားကိုပြောကြားရင်းဒီဇလန်လေးပြီးဆုံးသွားပါတယ်